င်္ဂလာပါရှင်ရွှေတိုင်းကားစောဝင်ရနေကြိုဆိုပါရစေရွှေတိုင်းကားစောဝင်မှာဝေပေးနဲ့ငွေထုတ်နည်းအစီအစဉ်ကိုရှင်းပြပေးပါမယ်ရှင်ရွှေတိုင်းကားစောဝင်တဲ့ဝင်လိုက်ပါပတ်စံအိတ်ကိုနှိပ်ပါငွေထုတ်မည်ဆိုအောင်နှိပ်ပါမိမိကပထမဆုံးချိန်ပန်အကောင့်တည်တတ်မှတ်ပါက24နာရီစောင့်ဆိုင်ပြီးမှငွေထုတ်နိုင်ပါမည်ကောင်းပြီကိုနှိပ်ပါငွေထုတ်ဝန်တစ်ခုရွေးချယ်ပေးရပါမယ်ညီမကဝေပေးနဲ့ထုတ်ပြပေးမှာဖြစ်တဲ့အတွက်ဝေပေးပုံလေးကိုနှိပ်လိုက်ပါမယ်ရှင်မိမိရဲ့ဝေပေးဘဏ်အကောင့်အမည်ကိုထည့်ပါဝေပေးဘဏ်အကောင့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရပါမယ်အတီးပြူဘဏ်အကောင့်ဖုန်းနံပါတ်ကိုနောက်တစ်ချိန်ရိုက်ထည့်ပေးပါဆက်လုပ်ရန်ကိုနှိပ်ပါကြားလာတဲ့ OTP ကိုရိုက်ထည့်ပေးပါရှင်အတီးပြူဒီကိုနှိပ်ပါဘဏ်အကောင့်တက်မှတ်ခြင်းအောင်မြင်ပါပြီ24နာရီစောင့်ဆိုင်ပြီးပါကငွေထုတ်နိုင်ပါမည်ဝေပမာဏထည့်ပါဆိုတဲ့နေရာမှာမိမိတို့ထုတ်ယူမဲ့ပမာဏကိုရိုက်ထည့်ပါညီမကတော့တသိန်းချက်ကိုထုတ်ပြပေးပါမယ်ရှင်တင်ပြမည်ကိုနှိပ်ပါလူဝက်နံပါတ်ထည့်ပါဆိုရင်မိမိတို့ရွှေတိုင်းကအကောင့်ဖွင့်တော့ထားခဲ့တဲ့လူဝက်နံပါတ်ကိုမှန်ကန်စွာရိုက်ထည့်ပါတင်ပြမည်ကိုနှိပ်ပါငွေထုတ်ရန်တင်ပြနေဖြစ်တဲ့အတွက်မိနစ်30အတွင်းမိမိကောက်နေတဲ့ငွေလေးရလာပါလိမ့်မယ်ကောင်းမည်ကိုနှိပ်ပါမိမိအနေနဲ့ငွေထုတ်မှုအခြေအနေကိုသိချင်ရင်ပတ်စံအိတ်ကိုနှိပ်ပါမှတ်တမ်းကိုနှိပ်ပါငွေထုတ်မှတ်တမ်းကိုနှိပ်ပါငွေထုတ်မှုတင်ပြနေပါသည်မိမိရွှေတိုင်းကအကောင့်ထဲမှာငွေပြလိုက်ပြီဆိုတာနဲ့ဝေပေးကောက်နေတဲ့ငွေလေးရလာပါလိမ့်မယ်အကယ်၍အကောင့်ထဲသို့ငွေလေးရမလာပါကဖော်ပြထားတော့ customer service ပုံများသို့ဆက်သွယ်နိုင်ပါတယ်အားလုံးပဲငွေထုတ်ယူမှုအဆင်ပြေကြပါစေရှင်